တသမားဟာအယုတ်ဆက်ယုံပိုင်ရှင်ကိုတက်လိုက်တဲ့အချိန်မှာပတ်ဝန်းကျင်ကအယုတ်တွေဟာသူ့မျက်နှာကိုမှတ်မိသွားကြပါတယ်ဒီကိစ္စကသူ့ကိုဒုက္ခအကြီးအကျယ်ရောက်စေတော့တာပါပဲဘာလို့လဲဆိုတော့အဲ့ဒီလောက်ကျန်တက်ဖြတ်သူမှာလူတက်ပြီးတိုင်းအမတ်တရပစ္စည်းတစ်ခုခုယူတတ်တဲ့အချင်းဆိုရှိလို့ပါအဲ့ဒီအချင်းကပဲအယုတ်တွေအတွက်သူ့နောက်ကိုခြေရခံလိုက်ဖို့ခွင့်ရဖြစ်သွားစေပါတယ်ပထမတော့ဂျွန်ဟာသူ့စီကိုအနေရတွေကြားရောက်နေမှမသိသေးပါဘူးအိမ်ပြန်ရောက်ရေချိုးပြီးအိတ်ဆက်ဖို့ပြင်ဆင်တဲ့အချိန်ကျမှထူးဆန်းတဲ့ဖြစ်ရအတွက်စတင်လာတာပါညတခေါင်ရံမှာလူခေါ်ပဲတီးတန်ကြောင့်ဂျွန်လက်နိုးလာပါတယ်တကားဖွင့်ကြည့်လိုက်တော့ပါဆယ်ထုတ်တစ်ခုရောက်နေတာကိုတွေ့ရပါတယ်သူဟာအွန်လိုင်းကနေဘာမှမှာထားတာမရှိတဲ့အတွက်အတော်လေးဇဝေဇဝါဖြစ်သွားပါတယ်ရန်သူတွေရဲ့လက်စားချေမှုဖြစ်မှာကိုစိုးရိမ်တာကြောင့်ဘုံများပါမလားဆိုပြီးအထူးသတိထားပြီးဖွင့်လိုက်ပါတယ်ကံကောင်းစွာနဲ့ပဲအထဲမှာအစိမ်းရောင်အယုတ်တက်တာတစ်လုံးပဲရှိနေပါတယ်တက်တာဖုံးပေါ်မှာတော့အယုတ်စစ်တီအမျိုးအစားတွေကိုအသေးစိတ်ရေးထားပါတယ်ထူးဆန်းတာကအဲ့ဒီအယုတ်ကုမ္ပဏီဟာသူခုနတင်ပဲတက်ခဲ့တဲ့လူပိုင်တဲ့ကုမ္ပဏီဖြစ်နေတာပါပဲဂျွန်ဟာတက်တာကိုတေချာစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဖုံးကိုဖွင့်လိုက်တဲ့အခါသူ့အံ့ဩသွားပါတယ်စစ်သားရုပ်ဒါစင်ပေါင်းများစွာဟာတက်တာထဲမှာတေးသေးတက်တက်စီထားပြီးအောက်ထပ်မှာတော့လက်နက်မျိုးစုံရှိနေပါတယ်အယုတ်တစ်ခုချင်းစီဟာတကယ်လူတွေတိုင်းအသက်ဝင်နေပြီးတချို့ကဓာတ်တွေတချို့ကဒုံးပစ်လောင်ချာတွေကင်ထားကြပါတယ်ထိတ်တန့်လောက်ကျန်တက်ဖြတ်သူတယောက်ဖြစ်တဲ့ဂျွန်ဟာဒီအယုတ်လေးတွေကိုအစပိုင်းမှာတော့အရေးမလုပ်ခဲ့ပါဘူးဒါပေမဲ့သူမျက်နှာလွှဲလိုက်တာနဲ့ထူးဆန်းတာတစ်ခုဖြစ်သွားပါတယ်စပွဲပေါ်မှာတေးသေးတက်တက်ရှိနေတဲ့အယုတ်တက်တာဟာကျမ်းပြင်ပေါ်မှာပြန်ကျဲနေတာကိုတွေ့လိုက်ရပါတယ်တကိုးဝင်လာလားဆိုပြီးတအိမ်လုံးလိုက်ရှာပေမဲ့ဘာမှမတွေ့ပါဘူးအယုတ်တက်တာကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာဘာအယုတ်မှမရှိတော့ပါဘူးဂျွန်တယောက်အတော်လေးကောင်းစားသွားပါတယ်အယုတ်တွေမျက်စိတမိတ်တွင်းမှာဘလို့ပျောက်သွားလဲဆိုတာသူစဉ်းစားလို့မရပါဘူးသူလိုက်ရှာနေတော့မှပဲအခန်းထဲကမီးအိမ်ဟာရုတ်တရက်မှောင်သွားပါတယ်ကြည့်ရတာဓာတ်ထက်တစ်ခုခုနဲ့ဖျက်ချလိုက်တယ်လို့ပါပဲဂျွန်ဇဝေဇဝါဖြစ်နေတော့မှပဲလေစုပ်ပန်ကာကမီးတွေဟာလည်းတစ်ဖြက်ဖြက်ဖြစ်လာပါတယ်ခုပြီးတစ်ခုထူးဆန်းတာတွေဖြစ်လာလို့ဂျွန်တယောက်စကားတောင်မဆိုနိုင်တော့ပါဘူးသူအနားကိုကပ်ပြီးစစ်ဆေးဖို့ကြိုးစားတော့မှပဲခြေထောက်မှာစူးကနဲ့နာကျင်သွားပါတယ်ကြည့်လိုက်တော့အယုတ်တနက်ကလန်ဆူဖြစ်နေပါတယ်ဘီရိုအောက်မှာအနေရရှိနေပြီဆိုတာအလိုလိုတိလိုက်တဲ့အတွက်ဂျွန်ဟာနောက်ကိုဆုပ်လိုက်ပါတယ်ပြီးတော့အောက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာပဲကြည်စံတေးသေးလေးတွေတရားဆက်ပစ်ခတ်မှုကြောင့်အခန်းထောင်ကိုလွှတ်ထွက်သွားပါတယ်သူပြန်ကြည့်လိုက်တော့တိုက်ခိုက်မှုဟာဆိုဖာအောက်ကိုပြောင်းသွားပြီးဒီတစ်ခါတော့ဒုံးကြည်တေးသေးလေးတွေနဲ့ပါပစ်ခတ်ပါတော့တယ်ဘသူတိုက်ခိုက်နေမှန်းမသိရသေးတဲ့အတွက်ဂျွန်ဟာပုံးစရာနေရာရှာလိုက်ရပါတယ်အဝင်းကျင်တိတ်ဆိတ်သွားတော့မှသူဟာရေချိုးကန်းထဲကိုအပြေးလွှားသွားပါတယ်အခုတော့ဂျွန်တကယ်ကိုကြောက်လန့်နေပါပြီကြည်စံတွေကတော့ရယုံမရှိပေမဲ့ဒုံးကြီးတွေနဲ့တရားဆက်ပစ်ခတ်မှုကိုတော့ဘယ်သူမှခံနိုင်ရှိမှာမဟုတ်ပါဘူးတိုက်ခိုက်သူကိုသိနိုင်ဖို့ဂျွန်ဟာမှန်တစ်ချက်ကိုယူပြီးတကားကိုအသာအကမှန်တဲကနေချောင်းကြည့်လိုက်ပါတယ်ဒါပေမဲ့သူတွေးလိုက်ရတာကတော့ပြစ်မှတ်ပြောက်သွားတဲ့တိုက်ခိုက်သူတွေဟာတွေးသမျှကိုရှောက်ပြီးပစ်ခတ်နေတာပါပဲဂျွန်ရဲ့ပရီဘောဂါတွေနဲ့သူအချိုက်ဆုံးမီးအိမ်တွေပါပျက်စီးသွားပါတယ်ဒီအတွက်ဂျွန်ဟာဒေါသထွက်သွားပြီးသူ့ရဲ့ပစ္စတိုကိုထုတ်ကာပြန်လည်ပစ်ခတ်ပါတယ်ဒါပေမဲ့ဒီတနက်လေးနဲ့တော့မလုံလောက်ဘူးဆိုတာသူသိပါတယ်ဒါဟာလမ်းကြောင်းလွှဲတာတက်တက်ဖြစ်ပြီးသူ့ရဲ့တကယ်ရွေးချက်ကတော့မိဖို့ချောင်းထဲမှာဝတ်ထားတဲ့စက်တနက်ကိုသွားယူဖို့ပါကြီးကနှစ်ကစားလောက်ပစ်ခတ်ပြီးတဲ့နောက်ဆိုဖာဘက်ကတိတ်ဆိတ်သွားပါတယ်ဒါပေမဲ့သူသွားကြည့်လိုက်တဲ့အခါမှာတော့မြင်ကွင်းကြောင့်သူအံ့အားသင့်သွားရပြန်ပါတယ်တိုက်ခိုက်သူတွေဟာတကယ်အယုတ်စစ်သားလေးတွေဖြစ်နေတာပါဂျွန်ရဲ့ပစ်ခတ်မှုကြောင့်သူတို့ဘက်မှာအကြအဆုံးများနေပြီးဒဏ်ရာရသူတွေကိုကူညီရင်းဒုတိယအကြိမ်တိုက်ခိုက်ဖို့ပြင်ဆင်နေကြတာကိုတွေ့လိုက်ရပါတယ်ဂျွန်ဟာစစ်သားနှစ်ယောက်ကိုသူ့ခြေထောက်ကြီးနဲ့နင်းချပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆိုဖာအောက်ကနေလက်နက်တက်ဆင်ထားတဲ့ရဟတ်ရင်၃စင်းထွက်လာပါတယ်ဂျွန်ကိုပြစ်မှတ်ထားပြီးတရားဆက်ပစ်ခတ်ပါတော့တယ်ဂျွန်ဟာရှောင်တိတ်နိုင်ခဲ့ပေမဲ့ရဟတ်ရင်ရဲ့ဒလက်တွေနဲ့ထိပြီးပစနာမှာပြက်ရှဒဏ်ရာရသွားပါတယ်ဒါဟာဂျွန်ကိုအကြီးကျယ်ဒေါသထွက်စေပါတယ်သူဟာတနက်ကိုချိန်ပြီးရဟတ်ရင်တစ်စင်းကိုတစ်ချက်ထဲနဲ့ပစ်ချလိုက်ပါတယ်ပြီးတော့ရေချိုးကန်းထဲကိုပြေးဝင်ပြီးပုံနေလိုက်ပါတယ်ဂျွန်ဟာဒဏ်ရာကိုဆေးထည့်ရင်းဒီအခြေအနေကနေဘလို့လွတ်မြောက်ရမလဲဆိုတာစဉ်းစားနေတော့မှပဲရေချိုးကန်းတကားဟာပောက်ကွဲပြီးပွင့်ထွက်သွားပါတယ်။တပြိုင်နက်တည်းမှာပဲရဟတ်ရင်တစ်စင်းထိုးဖောက်ဝင်ရောက်လာပါတယ်။ကံကောင်းတာကဂျွန်ကမြင်းမြဆန်ဆန်ပဲတစ်ဖက်နဲ့အုပ်ပြီးကျမ်းပြင်ပေါ်တဲချလိုက်လို့ပျက်စီးသွားပါတယ်။အထင်းကအယုတ်တွေကိုအိမ်သားထဲထည့်လိုက်ပြီးစပင်6ခန့်ဆက်နဲ့အပူပေးပြီးပညာပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တအိမ်လုံးမီးအားပြတ်တောက်သွားပြီးရေချိုးကန်းလည်းပြိုကျတော့မဲ့အခြေအနေဖြစ်သွားပါတယ်။ဂျွန်ဟာတခြားရွေးချယ်စရာမရှိတော့ပဲသတင်းပေါက်ကနေအပြင်ဘက်ကိုထွက်ပြီးအခန်းဘက်ကိုကူးဖို့ကြိုးစားပါတယ်။လမ်းတစ်ဝက်မှာရဟတ်ရင်တစ်စင်းကသူ့ကိုတွေ့သွားပေမဲ့သူရှင်းလင်းနိုင်ခဲ့ပါတယ်။နောက်ဆုံးတော့ဝရနာကိုဘေးကင်းကင်းနဲ့ရောက်သွားပါတယ်။သူဟာအယုတ်စစ်သားတွေတတိမထားမိအောင်အထူးပြုစိုက်ခဲ့ပါတယ်။အယုတ်တွေကတော့ဂျွန်ဟာရေချိုးခန်းထဲမှာပဲရှိနေသေးတယ်လို့ထင်ပြီးတကားဝက်ကိုပဲချိန်ထားကြပါတယ်။ဒါဟာဂျွန်အတွက်ပြန်လည်တိုက်ခိုက်ဖို့အခွင့်ကောင်းပါပဲ။ဂျွန်ဟာမိသက်ဆေးဘူးနဲ့ရေချိုးခန်းသုံးဘဲရုပ်လေးကိုတွေ့တော့အကြံတစ်ခုရသွားပါတယ်ဘဲရုပ်လေးကိုရေကူးကန်နဲ့ထည့်ပြီးကင်းလှည့်နေတဲ့စစ်သားတွေကိုညှခေါ်လိုက်ပါတယ်ပြီးတော့မိသက်ဆေးဘူးကိုတုံးပြီးသူတို့ရဲ့အမြင်အာရုံကိုအိတ်ဆုကတယောက်ချင်းစီကိုနီးနဲ့တိုက်ခိုက်ပါတယ်အားလုံးပြီးသွားတဲ့အခါမှာတော့အယုတ်စစ်သားတွေကိုအာဘန်နဲ့ထည့်ပြီးအပြီးတိုင်ချေမှုန်းလိုက်ပါတယ်ဂျွန်ရဲ့အစီအစဉ်ကကောင်းမွန်ခဲ့ပေမဲ့သူအကြီးကျယ်မှားယွင်းသွားတာတစ်ခုရှိပါတယ်အဲ့ဒါကတော့စစ်သားအရေးအတွက်ကိုတေချာမရေတွက်မိတာပါပဲအဲ့ဒီအမှားအတွက်ဂျွန်ဟာကြီးလေးတဲ့တန်ဖိုးကိုပေးဆက်ရတော့မှာဖြစ်ပါတယ်